ရန်ဟိုမှာအများကြီးပဲဒီကအခန်းရှင်းနေနဲ့သူ့မွေးနဲ့ပတ်သက်တဲ့ accessories တွေအဲ့လိုမျိုးအသုံးဆောင်လေးတွေအများကြီးထွက်လာတာတွေ့ရတယ်သူတို့ handmade လုပ်ပြီးတော့မလက်ဆောင်လေးပေးရပါတော့ဆိုတော့သူ့မွေးနဲ့ပတ်သက်တဲ့ handmade တွေအများကြီးပဲကွာဒီလားအခုတော်တော်စုံနေအောင်တွေ့ပြီးတော့မှတော်တော် collection တစ်ခုလိုမျိုးဖြစ်နေတာတတိထားမျိုးပါဆိုတော့အဲ့ဒါလေးတွေကိုတစ်ခုချင်းစီပြပေးပါမယ်အရင်ဆုံးကတော့အထွက်လာလဲဆိုတော့ဒီမှာဘာလို့ထည့်လဲဒါလေးကခေါင်းစည်းကျိုးပါဟိုကြည့်ရောအဲ့လိုပုံစံလေးအစမ်းလေးတွေကတခုချင်းစီရှိတဲ့ဟာတွေကလည်းအကုန်လုံးကမတူနေဘူးပုံစံမျိုးစုံနဲ့ handmade တွေအကုန်လုံးကတော်တော်များအကုန်လုံးကလည်းထူးဆန်းတာလက်ဆောင်လေးပဲရတာဒါလေးဆိုလို့ရှိရင်အိတ်လေးနဲ့ပါဒီလက်ဆောင်လေးပေးရတယ်ခီးချင်းဒါလေးကသူကအလဲမှာကလစ်လေးနဲ့အယောင်ဆက်လေးကအရမ်းလာတာဒါဆိုလဲခီးချင်းပဲလဲမှာအယုတ်ကလေးနဲ့အယောင်လေးတွေဆက်ထားတာလေးမကြည့်ပေးတဲ့လူတွေကလည်းကွဲတယ်ပစ္စည်းလေးတွေကလည်းကွဲတယ်အသစ်ဆန်းလေးတွေကွဲတယ်လားဒါလေးတွေဆိုလို့ရှိရင်သူအထဲထဲမှာအခုအကျွေးစီလေးတွေပဲထည့်မလားဟောပါပေါ့ Apple တို့ဘာတို့ပဲထည့်ပြီးတော့တင်ထားခြင်းလားဒီ Apple case မရှိဘဲနဲ့ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတင်ထားမလားတင်ထားခြင်းတင်ထားလို့ရတယ်ပေါ့နော်ရှင်ဒါလေးဆိုလို့ရှိရင်လည်းအိတ်မကြည့်အောင်ကန်းစီတို့ဘာလို့တွားလို့ရှိရင်လည်းအိတ်ထဲမှာလေ sunscreen လေးတွေတွားလို့ရှိရင် B လေးတွေနေကမြတ်မှန်လေးတွေထည့်ပြီးတော့လွယ်လို့ရတယ်ဂျန်ချစ်ဖို့ကောင်းတယ်ဒါလေးဆိုကြည့်အောင်ပန်းလေးဒီမှာတော့ချီထားတာလေးဖြုတ်လိုက်လို့ရှိရင်လည်းရတယ်မကြည့်ပါဦးကာလာဆက်ထားတာလေးတွေအရန်ချစ်ဖို့ကောင်းတယ်နော်ဒါဆိုလို့ရှိရင်နှကန်းတွေထည့်လို့ရတယ်ဒီထဲမှာနှကန်းတွေသေးလေးပေါ့နော်သူစိုက်ရှိတဲ့နှကန်းတွေရတယ်ထည့်ပြီးတင်ထားလို့ရတယ်ပြီးတော့လို့ရှိရင်ဒီမှာထည့်ပြီးတင်ထားတစ်ခုတည်းအဲ့ဒါလေးဖြည့်ပြီးကြတယ်နော်ဒီမှာခေါင်းစည်းကျိုးနောက်တစ်ခုရောင်လေးတွေကိုတောက်ကလေးနဲ့အဲ့လိုမျိုးလေးလုတ်ပေးထားတာအဲ့ဒါလေးတွေပြီးတော့လို့ရှိရင်ဒီမှာကြည့်ဖဲပြားမခေါင်းစည်းကျိုးဒီမှာလုံးဝတေးချောကိုလုတ်ပေးထားတာပေါ့နော်ဒီမှာကြည့်ပါဦးကွယ်ရမ်းချစ်ဖို့ကောင်းတာရောင်လေးကိုမေးပေးရောအဲ့လိုပုံစံလေးတွေကွာဒီမှာခေါင်းစည်းကျိုးထားဆိုခေါင်းစည်းကျိုး collection သုံးမွေးပေါ့နော်ပြီးတော့လို့ရှိရင်ဒါလေးကခေါင်းမှာပက်လို့ရတဲ့ဟာဒီလိုလေးလူဖဖကောင်မလေးတွေအဲ့လိုခေါင်းဝင်လေးတွေဗာလေးဝတ်တက်တဲ့ကောင်မလေးနဲ့ဆိုအရန်နိုင်မှာဘယ်လိုလဲကြောင့်အဲ့လိုဝတ်လေးဝတ်ထားမရှိတော့ဒါလေးတို့ထုတ်ပြီးတော့မငွေ့ဖြစ်သေးဘူးပေါ့နော်ဆိုတော့တင်ထားတယ်ပြီးတော့လို့ရှိရင်ဒီမှာကြည့်ရောအရွက်ကလေးနဲ့တေချာကိုလှုပ်ထားတာဘလို့လှုပ်ကိုမပြတ်ဘူးသိရမလားတေချာကိုလှုပ်ပေးထားတာလေးအိတ်လေးနဲ့ပါတလစ်ဒါဆိုတလစ်အရန်ချစ်ဖို့ကောင်းတော့ပါပလဲလေးနဲ့တွေ့လားအသေးစိတ်ဒီတေးတော့လို့ရှိရင်ဒီမှာနောက်ထပ်ကောင်းစီချိုးတို့အိတ်လေးနဲ့ပါတိတ်ချအဲ့လိုလက်ဆောင်လေးပေးရပါတော့နော်နှာလိုက်တာနော်ရှမ်းလာတယ်ဒါလေးဆိုလဲပတ်စံအိတ်လေးပတ်စံအိတ်ကိုမှနော်တိတ်ချလှုပ်ထားတဲ့ပတ်စံအိတ်နော်ပြမယ်ဒီမှာရိုးဖြစ်တယ်လို့မျိုးလှုပ်ထားတဲ့သုံးမွေးအိတ်လေးမဟုတ်ဒီမှာကြည့်ရောတက်ပေးထားတဲ့ဒီလိုဟာလေးတွေဒီလိုထည့်လို့ရတဲ့ဟာလေးတွေဒီလိုဖြုတ်လို့ရတဲ့ဂွင်းလေးတွေတိတ်ချလှုပ်ပေးထားတာပါဒါကကြတော့အခန်းမှာဘယ်ရာဆိုလို့ရှိရင်အခုခေါင်းရင်းမှာပေါ့နော်ပတ်စံလေးပါလေးချိတ်တဲ့နေရာမှာဒါလေးကိုတွဲပြီးတော့ချိတ်ထားတာကြောင်နေတာဒီနေ့အခန်းရှင်းနေနေမှာဒီ collection လေးတွေကိုငါစုပြီးတော့ငါပြအောင်မယ်ဆိုပြီးတော့ဗောနော်လာပြီးတော့ကြွားလိုက်တာပါဒါတွေကလုတ်ပေးရလူတွေအားလုံးကသူတို့ရောင်းတာတွေမဟုတ်ဘဲနဲ့သူတို့ဘာသာသူတို့ဒါပြောအပင်ပန်းခံပြီးတော့လုတ်ပေးထားတဲ့ပစ္စည်းလေးတွေကိုဒါ Gloria ကိုလက်ဆောင်လေးလှမ်းပို့ပေးရဆိုတော့လက်ဆောင်လေးတွေပေးရဆိုတော့ Gloria ကိုယ်တိုင်ကလည်းဒါလေးကိုထုတ်ဝစ်ဖို့ဆိုတာထက်လေဘယ်လိုပြောမလဲတင်းထားခြင်းနဲ့တိလားတောက်လျှောက်ဒါမျိုးတွေကထုတ်ဝစ်လိုက်လို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောမလဲပစ္စည်းသွားတာဖြစ်ပျောက်သွားမှာပဲဖြစ်ဒါစိုးရိမ်မိနေရဆိုတော့ကိုရီးယားကလည်းဒါလေးတွေကိုစုပြီးတော့ကိုတက်ကိုတင်းထားတာပါဒီတိုင်းလက်ဆောင်ပေးလိုက်တာတဲ့သူတို့ဘာသာသူတို့အဲ့လိုမျိုးပြင်ပန်းခံပြီးတော့လှုပ်ထားပြီးရဲ့ဒီလိုပစ္စည်းလေးတွေကိုပေးရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တန်ဖိုးထားပါတယ်ပို့ပြီးတန်ဖိုးရှိပါတယ်ဆိုတော့ဒီလက်ဆောင်လေးတွေကိုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုလည်းအခုထပ်ပြီးတော့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် Okay ဆိုတော့ can we session လိုက်ပါဦးမယ်တတာ